ဒီကမ္ဘာဖလားမှာစီးမြင့်အသစ်6ခုကိုမိတ်ဆက်တော့မှာဖြစ်ပြီးကစားသမားတွေကတော့နံပါတ်4စီးမြင့်ကြောင့်အတော်လေးစိတ်အနှောက်အယှက်ဖြစ်ကြလိမ့်မယ်။ပြိုင်ပွဲမစခင်တစ်ပတ်ဖဲလိုတော့တာတောင် FIFA ကစီးမြင့်တွေကိုဆက်ပြောင်းနေတော့မယ်။ပထမဆုံးအနေနဲ့ရန်ဖြစ်တာငင်းခုန်တာမျိုးတွေမှာပြိုင်ဘက်နဲ့စကားပြောရင်ပါဆက်ကိုဖုံးအုပ်တဲ့ဘဲကစားသမားမဆိုအနီကပ်ပြခါမှာဖြစ်တယ်။ပွဲတိုင်းမှာ VAR ရဲ့ပါဝင်ပတ်သက်မှုတွေပိုများလာမှာလည်းဖြစ်ပါတယ်။ဒိုင်လူကြီးမမြင်လိုက်တဲ့ကစားကွက်တွေမှာလည်းအခုဆိုရင် VAR ကကြားဝင်နိုင်တော့မှာဖြစ်ပြီးအဝါကက်ကိစ္စတွေအထိပါပါဝင်ပါလိမ့်မယ်။ဒိုင်လူကြီးကကန်နေမောမှားပေးလိုက်တယ်ဆိုရင်တော့အခုဆိုရင် VAR ကဒါက6ကန်မောဖြစ်တဲ့လို့ပြောပြနိုင်တယ်။ရေတောက်နားချိန်2ချိန်လေးရှိဖို့မှာဖြစ်ပါတယ်။တဝက်စီရဲ့22မိနစ်မှာကစားသမားတွေကရေတောက်ဖို့3မိနစ်ရရှိကြပါပါ။ TV ထုတ်လွှင့်သူတွေကတော့အဲ့ဒီအချိန်ကိုကြော်ညာတွေပို့ပြဖို့သုံးကြမှာဖြစ်ပေမဲ့အခုဆိုရင်ကစားသမားတွေကလူစားလဲတဲ့အခါကွင်းထဲကထွက်ဖို့10စက္ကန့်ပဲအချိန်ရတော့မှာဖြစ်ပါတယ်။အဲ့ဒီထက်ပိုကြရင်တော့ဝင်ဖို့စောင့်နေတဲ့ကစားသမားကကွင်းထဲကို10မိနစ်ကြာဝင်ခွင့်မရဘဲအပြစ်ပေးခံရမှာပါ။ကစားသမားတယောက်ကစေးကူးသမှုခံယူဖို့တောင်းဆိုပြီးဆရာဝန်တွေကသူ့ကိုကုသဖို့ကွင်းထဲကိုဝင်လာခဲ့ရင်သူကကွင်းပြင်ပမှာ10မိနစ်ကြာစောင့်ပြီးမှပြန်ဝင်ခွင့်ရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဂိုးသမားတွေကဘောလုံးကိုဖမ်းပြီးပြန်ကန်ထုတ်ဖို့ဒါမှမဟုတ်ရှင်းထုတ်ဖို့9စက္ကန့်ပဲအချိန်ရတော့မှာပါ။အဲ့ဒီထက်ပိုကြရင်တော့ပြိုင်ဘက်အသင်းကိုကန်တင်ပေါ်ပြီးမှာဖြစ်ပါတယ်။